ရင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးကတော့ကျွန်တော်နှစ်တစ်လုံးနဲ့ break ပြန်တဲ့နှစ်တစ်လုံးပေါ့နော်နှစ်တစ်လုံးကိုဘယ်လိုဆော့ရမလဲဆိုတဲ့ formula ကိုကျွန်တော်ရှာတွေးသလောက်ပေါ့နော်ကျွန်တော်လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုလည်းငယ်ချင်းမိတ်ဆွေညီကောင်မောင်နှမအားလုံးလည်းဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်နေပါတော့ကဲဒါဆိုရင်တော့ကျွန်တော်တို့ကြည့်လိုက်ရအောင်ဗျအဲ့တော့ကျွန်တော်ရှာတွေးသလောက်ဆိုရင်ကျွန်တော်ရှာထားတာ6ဘတ်ပေါ့နော်6ဘတ်ဆိုရင်ကျွန်တော်တို့ပိတ်ရက်နေပါလဲဆိုရင်အလုံးပေါင်းပွဲစဉ်ကကျွန်တော်တို့80ကျော်လောက်ရှိမှာပေါ့နော်80ကျော်မှာတော့ကျွန်တော်တို့6ဘတ်စလုံးကကျွန်တော်တို့တောက်လျှောက်ပြီးသွားတယ်ပေါ့နော်တောက်လျှောက်ပြီးသွားတယ်နောက်ဘတ်တွေလည်းကျွန်တော်ဆက်ပြီးမယ်လို့မျှော်လင့်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်အောင်ဗျာဆိုတော့ကျွန်တော်တို့နှစ်တစ်လုံးပေါ့နော်နှစ်တစ်လုံးကကျွန်တော်နှစ်တစ်လုံးဒီပတ်မှာဆိုရင်ကျွန်တော်နှစ်တစ်လုံးစကြပြီဆိုတော့နှစ်ကအရင်လာတယ်ပေါ့နော်ဟိုမှာနှစ်မလာတဲ့ကျန်တဲ့အပတ်တွေမှာဆိုရင်လည်းကျွန်တော်နှစ်မလာပဲကျွန်တော် break ပြန်ကအရင်လာတယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော်နှစ်အရင်ကြာတယ်ပေါ့နော်နှစ်အရင်ကြာတော့သူ့ရဲ့ကျွန်တော်တို့ပွဲစဉ်ကကျွန်တော်တို့3ပွဲမကြုံဘူးပေါ့နော်3ပွဲမြောက်မှာပဲကျွန်တော်တို့ break ပြန်ဆိုပြန်ရိုက်တယ်ပေါ့နော်3 break ကနေသူ3 break ဆိုပြီးပြန်ရိုက်တယ်ကျွန်တော် break ပြန်ကကြာတော့ကျွန်တော်ကဥမာဆိုရင်ဒီမှာနှလုံးပေါင်းကြီး6လေးဆိုတော့နှလုံးပေါင်းကြီး3ဖြစ်တဲ့အတွက်3ဖြစ်တဲ့သူ့ရဲ့3ဖြစ်တဲ့သူ့ရဲ့ပါဝါ8သူ့ရဲ့နှက်က9 385 break ပေါ့နော်385 break ဆိုပြီးတော့ကျွန်တော်ယူလိုက်တယ်ပေါ့နော်ယူလိုက်တဲ့အခါကျတော့ဒီမှာဆိုရင်သူက3 break ကြာတဲ့အတွက်3ဆိုပြီးပြန်ရိုက်သွားတယ်ပေါ့နော်အဲ့တော့ရိုက်တဲ့အတွက်ကိုရိုက်ပြီးတာနဲ့ပြန်ကြတယ်ဆိုကျွန်တော်နှစ်တလုံးပြန်ကြတယ်ကြပြီးတာနဲ့ကျွန်တော်တို့ break ပြန်ပေါ့နော်ပြန်ရိုက်တယ်ပေါ့နော်တစ်ကနေတစ်ဆိုပြီးဒီပတ်မှာဆိုရင်ကျွန်တော်2ကြိမ်ပြီးသွားတယ်ပေါ့နော်နှစ်နဲ့ break ပြန်တယ်အဲ့တော့နောက်ပတ်မှာကျွန်တော်တို့ဆိုရင်တနင်္လာနေ့မှာစကြတယ်ပေါ့နော်တနင်္လာနေ့မှာနှစ်ကနှစ်လို့ပြန်ရိုက်တဲ့အတွက်သူ break ပြန်ကြပြီးတယ်ကျွန်တော်နှစ်တလုံးလိုက်တယ်ပေါ့နော်နှစ်လိုက်ပြီးတာနဲ့ပြန်လိုက်လဲဆိုကျွန်တော် break ပြန်တစ်ကတစ်ဆိုပြီးပြန်လိုက်တယ်ပေါ့နော်လိုက်ပြီးတာနဲ့ကျွန်တော်နှစ်တလုံးပြန်ရိုက်သွားတယ်ဒီပတ်မှာဆိုရင်လည်းကျွန်တော်2ကြိမ်ပေါ့နော်ပြီးသွားတယ်တော့ရှောက်အဲ့တော့နောက်ပတ်မှာဆိုရင်ကျွန်တော်တို့ကတနင်္လာနေ့မှာပဲ5 break ကြာတဲ့အတွက်သူ့ရဲ့ power ပေါ့နော်3ည break ဆိုပြီးပြန်ရိုက်တယ် break ပြန်ရိုက်ပြီးတိုင်းကျွန်တော်နှစ်ကြပြီပေါ့နော်နှစ်ကြပြီးတိုင်းကျွန်တော်ပြန်လိုက်လဲဆို break ပြန်လိုက်တယ်နှစ် break နှစ်ကနေသူ့နှစ်က4ဆိုပြီးပြန်လိုက်တယ်ပေါ့နော်လိုက်ပြီးတိုင်းကျွန်တော်တို့သူ့ရဲ့3ပွဲမြောက်ပေါ့နော်နှစ်ကပြန်လိုက်တယ်ပေါ့နော်တောက်လျှောက်ပဲမနေ့ကောညောင်ပြန်ကြတယ်ဒီမှာဆိုရင်လည်းကျွန်တော်2ကြိမ်လောက်ပြီးတယ်ပေါ့နော်ဒီပွဲမှာဆိုရင်လည်းနောက်တစ်ပတ်မှာကျွန်တော်တို့ဒီမှာဆိုရင်တနင်္လာနေ့ကစပြီးတယ်ပေါ့နော် break ပြန်ကနှစ်ရဲ့ power ခွန်ဆိုပြီးခွန် break နဲ့ကျွန်တော်ရိုက်ပြီးတာနဲ့ကျွန်တော်နှစ်လာတယ်ပေါ့နော်နှစ်လာပြီးတာနဲ့ကျွန်တော် break ပြန်ဒီမှာဆိုရင်ဆက်မပြီးတော့ပေါ့နော်ဒီမှာဆိုရင်ဒီပွဲစဉ်မှာဆိုတစ်ချိန်ပေါ့နော်ပြီးသွားတယ် break ပြန်အရင်လာပြီးတော့မှနှစ်လိုက်တယ်ပေါ့နော်โอเคဆိုတော့နောက်တစ်ပတ်မှာကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်တို့ဘယ်ကအရင်လာလဲဆိုရင်ကျွန်တော် break ပြန်အရင်လာတယ်ပေါ့နော်ကျွန်တော်6 break ကနေတော့သူ့ရဲ့ power break ပြန်ရတယ်ပေါ့နော်တက်ဆိုပြီးတော့ရိုက်ပြီးတာနဲ့ကျွန်တော်နှစ်လာနှစ်တလုံးပြန်လိုက်သွားတာပေါ့နော်ဒီပတ်မှာဆိုဒီချိန်ပြီးတယ်โอเคနောက်တစ်ပတ်မှာဆိုရင်ကျွန်တော်တို့ဘယ်ကအရင်လာမလဲဆိုတော့ကျွန်တော်နှစ်အရင်လာတယ်ပေါ့နော်နှစ်လာပြီးတာနဲ့သူ့နောက်ကနေကျွန်တော် break ပြန်လိုက်တယ်9ပေါက်က3ညဆို3ည break ပေါ့နော်3ည break ပြန်လိုက်တယ်ဒီပတ်မှာဆိုရင်လည်းဒီချိန်ပြီးတယ်အဲ့တော့နောက်ပတ်မှာဆိုရင်ကျွန်တော်တို့ဘယ်အရင်လာလဲဆိုတော့ကျွန်တော် break ပြန်အရင်လာတယ်ပေါ့နော်နှစ်ကနေသူ့နှစ်ခက်4ဆိုပြီး4 break ရိုက်တယ်ရိုက်ပြီးတိုင်းကျွန်တော်နှစ်တလုံးဆင်းတယ်ပေါ့နော်နှစ်တလုံးဆင်းတယ်ဒီမှာနှစ်ကတောက်လျှောက်ဆင်းသွားတယ်ပေါ့နော်ဒီပင်မှာဆိုရင်လည်းကျွန်တော်တို့ဒီချိန်ပေါ့နော်ပြီးသွားတယ်တောက်လျှောက်ပေါ့အဲ့ဒီဘက်မှာဆိုရင်လည်းကျွန်တော်ဘယ်အရင်လာလဲဆိုတော့ကျွန်တော် break ပြန်အရင်လာတယ်6 break ကြပြီးတော့ကျွန်တော်6ဆိုပြီးပြန်ရိုက်တယ်ရိုက်ပြီးတာနဲ့သူ့ရဲ့ကျွန်တော်တို့ပွဲစဉ်က3ပွဲမြောက်ပေါ့နော်3ပွဲမကြုံဘူးကျွန်တော်နှစ်တလုံးအတီးရပေါက်ပြန်လာတယ်ဒီမှာဆိုရင်လည်းတစ်ချိန်ပြီးတယ်ပေါ့နော်โอเคကျွန်တော်တို့အခုအပတ်ပေါ့နော်အခုပတ်မှာဆိုရင်လည်းဘယ်အရင်လာလဲဆိုတော့ကျွန်တော်တို့နှစ်အရင်လာတယ်ပေါ့နော်နှစ်လာလို့တော့သူ့နောက်ကနေပြန်လိုက်လဲဆိုတော့ကျွန်တော် break ပြန်3ကနေ3 break ဆိုပြီးပြန်လိုက်သွားတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်ရှာတွေးတဲ့ formula လေးတစ်ခုပေါ့နော်အဲ့တော့ငင်းချင်းမိတ်ဆွေများအားလုံးလည်းအကျိုးရှိမယ်လို့တော့ကျွန်တော်မျှော်လင့်နေပါတော့။ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်ပတ်ဒီမှာကျွန်တော်ဘယ်ဟာအရင်ပေးမလဲဆိုတော့ကျွန်တော်တို့သတိထားပြီးတော့စောင့်ကြည့်ပြီးတော့မှကျွန်တော်တို့စောင့်ရင်တော့ပိုအဆင်ပြေတယ်ပေါ့နော်။ဥပမာဆိုရင်ကျွန်တော်တို့
break ပြန်ရင်လာမလား break ပြန်လာပြီးတာတေချာတယ်ကျွန်တော်တို့နှစ်တလုံးကတေချာပေါ့ 100% ပေါ့နော်တေချာပေါ့ကိုလာပါတကယ်လို့မှ break ပြန်မလာဘဲနဲ့ကျွန်တော်နှစ်အရင်လာရဆိုရင်တော့သူ့နောက်ကနေပြီးကျွန်တော် break ပြန်လိုက်ဆော့လို့ရတယ်ပေါ့နော်အဲ့တော့နေတိုက်ထိုးတဲ့ညီကောင်မောင်နှမတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ပတ်တိပတ်တဲ့ညီကောင်မောင်နှမတွေပဲဖြစ်ဖြစ်ဒီနှစ်တလုံးနဲ့ကျွန်တော် break ပြန်ပေါ့နော် break ပြန်တဲ့နှစ်တလုံးကိုကျွန်တော်တေချာလေး view site ပြီးတော့ဆော့ကြည့်ပေါ့နော်ကြိုးရှိမယ်လို့တော့ကျွန်တော်မျှော်လင့်နေပေါ့နော်အဲ့တော့အားလုံးပဲကံကောင်းကြပါစေဗျာအားလုံးပဲတက်တာပါ